ဖြစ်စဉ်မသိစီဖြစ်စဉ်ငါတူတဲ့အမြင်ကမင်းတို့ကငါတို့ထက်အခွင့်အရေးပိုပြီးတော့မှမရငါတို့တာမန်လူပဲဖြစ်ဖြစ်ဒီလက်နက်ကင်ဖွဲ့စီပဲဖြစ်ဖြစ်မှပြောမှဆိုဒီနိုင်ငံရဲ့အပြင်လောကကိုငါတို့ကပြပြဝသိစီခွင့်ရတယ်မင်းတို့ကြတော့အဲ့လိုမျိုးမဟုတ်မင်းတို့အားလုံးပြန်ကြည့်လို့ဆိုရင်မင်းတို့ဘဝတစ်ဆောက်လုံးတော့မကောက်မင်းတို့အခုအသက်50 60 40တွေဒါပေမဲ့မင်းတို့စစ်သက်တွေက20 30သမားတွေပဲများတယ်20ကျော်30ကျော်အဲ့တော့မင်းတို့ဘဝတချိုးလုံးဒီတက်ထမကိုနင်းမြုပ်ခဲ့တာဒါပေမဲ့အဲ့ဒီနင်းမြုပ်ခဲ့တဲ့ဘဝတချိုးလုံးမှာမင်းတို့ဘာအခွင့်လန်းဘာအခွင့်ရေးဘာတွေရှိခဲ့လို့ဘာမှမရှိခဲ့ပြောချင်တာအိမ်တိုင်းမှာမိဘမကောင်းလို့ဆိုရင်တော့သားသမီးလည်းရမ်းပဒံဖြစ်မှာပဲတိုးတက်မှုရှိမှာပေါ့ညီညွတ်မှုရှိမှာဒီလိုပဲနိုင်ငံတနိုင်ငံကိုအုပ်ချုပ်တဲ့လူတွေကအုပ်ချုပ်မှုစနစ်မားယွင်းနေတော့သူနောက်လိုက်နေတဲ့ဒီတက်မတော်ကြီးတရက်ကလည်းဒီတိုင်းပဲသွားမှာပဲအခုဆိုရင်မင်းတို့အားလုံးသိရတဲ့အတိုင်းပဲအရင်တော့ဆိုရင်ဒီအာနာမသိမ်းတဲ့အချိန်မှာတော့ဆိုโอเคမင်းငါလက်ခံနိုင်သေးတယ်ကွာဟိုတခုခုဆိုရင်တိုက်ပြည်နဲ့လူမျိုးတွေကိုလူမျိုးတွေအသက်ပေးလိုက်ရတာโอเคနားလည်ပေးလို့ရတယ်အဲ့ဒီကာလကအခုကျတော့တိုက်ပြည်နဲ့လူမျိုးတွေမင်းတို့စစ်တမ်းမှာတည်ပါမင်းတို့ပြောရဲလားမင်းတို့တိုက်နေတာမင်းတို့ပြည်သူလူထုတွေပဲဒီနိုင်ငံထဲမှာရှိနေတဲ့တိုင်းသားလက်နက်ကင်ညီကိုမောင်နှမတွေပဲငါတို့ကသဘုံမဟုတ်ဘူးသဘုံဖြစ်เสียအကြောင်းလည်းမရှိဘူးငါတို့မှမူနဲ့ဘောင်နဲ့နိုင်ငံရေးသွားတဲ့လမ်းစဉ်နဲ့သူ့ဘာသူအဖွဲ့အစည်းနဲ့သူ့ဘာလူမျိုးတစုနဲ့သူ့ဘာသူယဉ်ကျေးမှုပညာရေးစာပေအကုန်လုံးသူ့ဘာသူစီစဉ်ပြီးသားဒါတွေကိုတက်တယ်မှာကျတော့အတော်လေးတွေတွင်းနေမင်းတို့အုံနောက်မှာရိုက်ထည့်တယ်ဒီကောင်တွေကသဘုံတွေငပွေးတွေဒီကောင်တွေကဖြက်စီးတွေတောင်းချမ်းသူတွေအခုချိန်นี้ဒီလောက်ထိစစ်ကောင်စီတွေကတပ်ဖြတ်သေချေမီးစို့နေတာငါတို့ကပြောမယ်ဆိုရင်ဒီ view ဟာတစ်ခုခင်းပြီးတော့စစ်တနေရာမှာတိုက်မယ်ဆိုရင်တော့မှပြောချင်တာရွာသားတွေကိုငှဲ့ရတယ်မြို့တွေကိုငှဲ့ရတယ်အကောလုံးကိုငှဲ့ပြီးမှလုပ်နေရတာအခုဆိုရင်ပြောစစ်စင်ငါတို့မြို့မှာတောင်းဝင်လိုက်လှုပ်လိုက်လို့ရတယ်ဒါပေမဲ့စုံမှုတွေမှာပြည်သူလူထုတွေအများကြီးဒုက္ခတွေဖြစ်နေမှာကြလို့ဒီတောထဲမှာပဲနေပြီးတော့မှတက်လာတဲ့ဒါရန်သူငါတို့ကခုခံနေတာတခုပဲရှိတယ်စစ်စင်လှုပ်လိုက်လို့ရတယ်အခုအများကြီးငါတို့စဉ်းစားတယ်သူတို့ကြတော့မစဉ်းစားဘူးလေရင်နဲ့ပြေးချခြင်းပြေးချတယ်ရွာထဲမှာမြို့ထဲမှာပြေးချခြင်းပြေးချတယ်ကိုလူသေးသေးဘယ်သူလူပဲသေးသေးဗေမိသားစုပဲသေးသေးမင်းတို့တွေ့နေတာပဲလေရင်နေပြေးချတာမင်းတို့လည်းသေးတာပဲငါမျက်စိမိတ်ပြီးပြောတာမဟုတ်ငါစစ်စင်တစ်ဆောက်မှပြေးချလိုက်တယ်မင်းတို့တက်တဲ့လူတွေလည်းအချင်းချင်းပြန်ပြေးတတ်တာပဲအဲ့ဒီလေရင်ကပြီးတော့ပြည်သူလူထုတွေလည်းတတ်တာပဲအဲ့မျိုးကြတော့ပြောချင်တာကတော့မင်းတို့အသက်ကသူတို့အတွက်ကဘယ်ရစိတ်တကောင်တော့တန်ဖို့မရှိအခုလက်တော့ဆောက်ခိုင်းနေတာကြည့်ရင်သေသွားလဲဘာမှဘယ်သူမှလက်မကြည့်ဘူးတို့သေသွားတော့မှသေစင်းရင်တော့အထက်မခံရဘူးခုတို့မိသားစုတွေဆိုတိတော့မသိဘူးအဲ့ဒီပေါ်မှာဂုတ်သွေးဆုပ်ပြီးတော့မှဂျားထဲမှာလစာဖြတ်စားတဲ့တိုက်ရင်မှုတွေဗျူဟာမှုတွေစစ်ကြောင်းမှုတွေရှိနေတယ်ဒါကမင်းတို့ကိုယ်နိုင်ပူသိမှာပေါ့ဟုတ်တယ်မလားဘယ်လိုပဲဖြစ်ဒီမှာရောက်လာတာတော့ငါမြင်တာမင်းတို့လည်းစိတ်အေးချမ်းရမယ်ဒါပေမဲ့တခုပဲပေါ့ကိုကလည်းစစ်တုံးပန်းနေနဲ့ရောက်လာဆိုတော့အားငယ်ကောင်းငယ်ငါပြောအားမငယ်နဲ့အားငယ်ကြလို့မင်းတို့ငါတပြင်းနဲ့ပဲအတူလုံးတူပဲဒီမှာမိသားစုတွေလိုပဲဒါပေမဲ့ခုနပြောလို့အခြေအနေတစ်ခုပေါ်မှာစောက်နိုင်ငံရေးပြောင်းလဲမှုတစ်ခုကိုစောက်ပြီးတော့ပဲဒီပေါ်မှာဒီနိုင်ငံရေးသွားတဲ့ policy ဒီစီရတယ်မိမ့်သွားတဲ့အချိန်ကျရင်မင်းတို့ရဲ့မိသားစုတွေမှာကိုစီပြန်အပ်ပြီးတော့ကိုပါကိုမိသားစုတွေနဲ့ကောင်းအောင်လှုပ်ရှားကြပါတော့ဟုတ်ပါဒီလိုသားကြငါတို့တိုင်းနေတာပြည်သူလူထုတရက်လုံးလည်းမကဘူးမင်းတို့အတွက်ပါပါတယ်မင်းတို့မသိလို့ဒီတက်မတော်ကြီးကခုနတော့ပြောလို့ဒီစစ်ကောင်စီကြီးကနော်တကယ်လို့ဒီထဲမှာလည်းငါထင်တယ်လွတ်မြောက်ခြင်းနဲ့ယာခိုင်တော့မများရင်တော့မှ90ရာခိုင်နှုန်းလောက်ရှိမှာပဲပြောချင်တာဒါအနည်းဆုံးတွေ့တာနော်ဘာဖြစ်လို့ဆိုတော့ဖိနှိပ်မှုကံလူတန်းသားတွေကများတယ်လေတက်တယ်မှာအရာရှိတွေအဲ့ထဲမှာဖောင်းနေတဲ့ကောင်တွေကဘယ်လောက်ရှိမှလဲဟုတ်တယ်မလားမင်းတို့1000လောက်ရှိမှသူတို့10ရောက်လောက်ပဲရှိမှာပေါ့ပဲအဲ့တော့ဒီဖိနှိပ်ခံနေတဲ့ဒီအောက်လက်ငယ်သားတွေကပြောချင်တာ90ရာခိုင်နှုန်းထက်မနှိပ်စေရဘူးပေါ်မှာပဲရှိရင်ရှိပါအဲ့ကြောင့်မို့ဒီကယ်လို့လွတ်မြောက်သွားမယ်ဆိုရင်မင်းတို့လည်းလွတ်မြောက်သွားမှာပဲပြောချင်တာငါတို့ကစီကံပြေးသွားတဲ့တက်မတော်ကြီးတရက်ကိုလိုလားတာနိုင်ငံတိုင်းမှာတက်မတော်ရှိရမယ်ဆိုတော့ငါတို့ကိုယ်နိုင်လည်းလက်ခံတယ်ရှိလဲရှိရမယ်ဒါပြပရအောင်ကောက်ွယ်ဖို့တက်မတော်တရက်ဆိုတာရှိရမယ်ဒါပေမဲ့ငါတို့လိုချင်တဲ့တက်မတော်ကဒီလိုတက်မတော်မဟုတ်ဘူးတကယ်ဒီမိုကရေစီစနစ်ဟိုတပြေးသွားပြီးတော့တကယ်
ပြည်သူလူထုကိုငှဲ့ပြီးတော့မှတကက်ပြည်သူလူထုအကျိုးနိုင်ငံအကျိုးတပိုးထမ်းနိုင်တဲ့တက်မတော်လူလာတာအဲ့ဒါကြောင့်မို့စီကံပြေဝပြီးတော့မှလူသားတိုင်းကပြေဝတဲ့ဒီမိုကရေစီရရှိဖို့အတွက်ကိုလုပ်နေတဲ့ပုံမှာစီကံရှိပြီးတော့မှပြေဝတဲ့တက်မတော်တရက်ထူထောင်နိုင်အောင်ငါတို့ကတိုက်ပွဲဝင်ပြီးတော့မှလုပ်နေတာပေါ့အဲ့ကြောင့်အဲ့ထဲမှာလဲမင်းတို့ပြန်ပါရင်လည်းပြန်ပါကောင်းပါမှာပဲဟုတ်တယ်မလားဒီတက်မတော်တစ်ခုလုံးကြီးကိုပြောချင်တာအကုန်လုံးကြီးကိုပြောမယ်ဆိုအာနာရှင်လို့ပဲပြောတာမဟုတ်ဘူးအာနာရှင်ဆိုတာအ ਨੇ စုပဲပြောချင်တာအာနာရှင်ဆိုတာခုနပြောလို့ကုတ်သွေးဆုပ်တဲ့လူ ਨੇ စုတကက်ဒီစီဝါရေးတွေတကက်ဒီနိုင်ငံပေါ်မှာကုတ်သွေးဆုပ်တဲ့လူ ne စုကိုပြောတာဒီထက်မှမင်းတို့ကဘာမှမသိဘူးမင်းတို့ကဖိနှိပ်မှုခံနေရတာပဲဘာဖြစ်လို့မင်းတို့အပြင်လောကကိုကြီးလိုက်လေကွာဘယ်လောက်ပဲစုပ်ပြတ်တတ်နေပါစေဘယ်လောက်ပဲဆင်းရဲဒုက္ခရှိနေပါစေဒါပေမဲ့သူပျော်ရွှင်မှုသူမိသားစုနဲ့သူ့ဘာသူကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတယ်မင်းတို့ကရိုက်ပြောဆိုပေးတာယူကျွေးတာစားခိုင်းတာလို့ခံမပြောနဲ့ပြောရင်နရင်အုပ်ခံရမယ်အဲ့လောက်ပဲသူတို့အကြောက်တရားနဲ့အုပ်ချုပ်တာအကြောက်တရားနဲ့အုပ်ချုပ်တာမင်းတို့တွေမကအခုတနိုင်ငံလုံးရှိတဲ့ပြည်သူလူထုလည်းအကြောက်တရားနဲ့သူတို့ကအုပ်ချုပ်ခြင်းနေကြတာအဲကြောင့်ဒီလိုခေတ်ထဲမှာမင်းအကြောက်တရားနဲ့အုပ်ချုပ်လို့ရမလားဟုတ်တယ်မလားအရင်တော့သူတို့အုပ်ချုပ်လို့ရနာတောက်ဆောက်အုပ်ချုပ်ခဲ့တာပဲအကြောက်တရားကတော့ပြည်သူလူတွေမကမလို့တက်တယ်မှာတွေဖုံးလွှမ်းနေတာဒီအကြောက်တရားတွေအဲကြောင့်ဘာဖြစ်မင်းတို့အခုမင်းတို့လွတ်လပ်ပြီလို့ပဲကိုသဘောထားငါတို့လွတ်လပ်ပြီဒီနေ့နေ့ချိန်ကျရင်ငါတို့မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ငါတို့ပြေးသွားတဲ့လူအခွင့်အရေးကိုရရှိဖို့အတွက်ငါတို့အခုမင်းတို့ကတော့တိုက်ပွဲဝင်တာတော့မဟုတ်ပါဘူးမင်းတို့ကလောဆယ်ဒီမှာခဏနေတာတော့အခုကတော့ငါတို့ကတော့မင်းတို့ဘယ်လိုပဲဖြစ်တကယ်မိသားစုတွေလိုပဲပြောတယ်ဆွေးနွေးတယ်ဆိုတယ်ဒါပေမဲ့သူတို့ဘက်ကတော့မင်းတို့ဒီချိန်မှာမင်းတို့ဟိုတင်းညီမလည်းဟိုတင်းမယ်ဟုတ်တယ်မလားအဲ့တော့မင်းတို့စိတ်တက်ကြအောင်မင်းတို့ပို့ပြီးကဲဘာပြောချင်လဲကာမိသားစုလွမ်းနေမိသားစုဘယ်နေရာရှိလဲတရားလေးပြောက်တယ်မင်းကလေးပြောက်တယ်ဒီလေဆောင်းနေပြီလားတောင်းတော့မင်း6နှစ်ပြီဆောင်းနေပြီသူတို့ထား你这第二是那个厂里边去的。今年我呢，今年我一年过完去，今年过我看到标开起来的。一年当的啊，没得。大家在平时记着记着。啊记着。啊的一年当的啊，新年没记着。对对。哪一当的不？အခုပဲမှလည်းမိသားစုတွေကဒီမှာပဲနေတယ်တက်ပြင်မှာထားတက်တယ်မှာမဟုတ်ဘူးတော်သေးတာဘောတက်ပြင်မှာဆိုနည်းလို့လာကျွန်တော်ကြားလာဟိုတက်တွင်းထဲမှာဆိုမိသားစုတွေအပြင်အောင်ပေးမထွက်အောင်ဒါဘယ်လိုပဲဖြစ်ပါမိသားစုနဲ့နင်းတွေပြန်ဆုံနိုင်အောင်တော့ကျွန်တော်တို့လည်းစူးစမ်းပေးမယ်နော်စူးစမ်းပေးမယ်အမြန်ဆုံးဒီအာနာရှင်ပြုတ်ကြဖို့အတွက်လည်းဝိုင်းတော့ဆူတောင်းကြပေါ့ဒီအာနာရှင်ပြုတ်ကြသွားမှပဲကျွန်တော်တို့ကသွားခြင်းနဲ့ဖမ်းနိုင်ဒီသားစုနဲ့နည်းနည်းပြေးပြန်နေလို့ရမှာဒီအာနာရှင်ရှိနေတယ်ပြတော့ခင်ဗျားတို့လိုပဲအခုတနိုင်ငံလုံးမှာပူဆွေးသောကတွေနဲ့ရင်ဆိုင်နေရဒီသားစုတွေဆိုလဲတကွဲတပြားတွေဖြစ်ပြောမယ်ဆိုရင်လည်းကိုသားသမီးတွေလည်းတကွဲတပြားတွေဖြစ်ပြောမယ်ဆိုမျိုးတက်တဲ့တွေမဟုတ်မကောက်ဒါတွေအပြင်လောကမှာလည်းအကုန်လုံးဒီလိုဖြစ်နေအဲကြောင့်ဒါမှမချပါဘူးဒီအာနာရှင်နော်မချပါဘူးအာနာရှင်ဆိုတာပဲတော့မှဒီစီရက်တီလို့မြင်ဒီမှာရောက်လာပြီးကြတဲ့တန်းတူပဲဘာကြောင့်တန်းတူပြောဆိုခုနကတော့ပြောတဲ့စကားတွေမှာပါပါတယ်မင်းတို့လည်းဖိနှိပ်မှုခံနေရတာငါတို့လည်းဖိနှိပ်မှုခံနေရတာဒီဖိနှိပ်မှုအောက်မှာလွတ်မြောက်ဖို့အတွက်ငါတို့အတူတူရုန်းကန်ပြီးကြိုးစားနေတဲ့အချိန်မှာမင်းတို့ငါတို့အဖြူအမဲမခွဲကြဘူးဒီအပေါ်မှာအကြောင်းမျိုးမျိုးကြောင့်ငါတို့ဒီမှာရောက်လာတယ်ဒီမှာတွေးဆောင်ကြတယ်အဲ့ဒီအပေါ်မှာလည်းတယောက်နဲ့တယောက်သဘောထားကြီးထားပေးကြဟုတ်ဘာလို့ဒီထက်မှလူငယ်တွေလည်းရှိမယ်တချို့ကြတော့လည်းစိတ်ခံစားချက်မှုပြင်းထန်ပြီးတော့ဒီလိုဆက်ဆံတာတွေပြောတာဆိုတာကကြရင်လည်းဒေါသတွေမောဟတွေပါကောင်းပါလိမ့်မယ်ဒီပေါ်မှာသဘောထားကြီးစွာတရားနဲ့တရားနားလည်ပေးကြဟုတ်ဒါပေမဲ့အဲ့လိုမျိုးမဖြစ်အောင်တော့ငါလည်းတောက်ဆောက်သူတို့စုံမနေပါမရှိကြောင်းမှာတော့စိတ်ချရမ်းပတာတွေမရှိဘူးအကုန်လုံးကသူ့ဘာသူစနစ်နဲ့ပဲသွားမှာရဲဘော်မင်းကတော့မိမသတိရပြီလားရဒီထဲမှာမင်းတို့လူပြိုတရားမပါဘူးနော်လူပြိုပါတယ်နေရောက်ပါမင်းကလူပြိုမလူပြိုမလူပြိုတဲ့ဟာလူပြိုကြီးဒီအသက်ရွယ်ဒီမိမမရသေးပေါ့တတ်တယ်မှနေရတာလည်းမင်းတို့ကလည်းဒီအသက်ရွယ်ဒီတော့မှမိမယူခွင့်မရှိသေးဘူးပေါ့မိချေပါမိချေပါတပ်ပါဗျာ
မဲ့တက်မှာတော့မင်းတို့အာမီဗာလဲတက်ကထုတ်တာဗာလဲ အာမီ အာမီ အာမီတော့မတော့သေးဘူးမတော့တယ်လား မတော့တယ် အာယူသားလိုက်တာကွာဒီယူသားဖို့ခွာလေးတွေတော့ပါအခုဆိုအခုဒီလိုမျိုးပြောနေတဲ့ကဲမတို့ဒါသူတို့အနေနဲ့ဒါလောက်အောင်မယ်ကြီးအဲ့ဒါတွေကငါတို့လူတွေမဟုတ်ဘူးစိုက်ဝါးတယ်ဘယ်ကလူတွေကောက်ထဲလာပြီးတော့မှဟိုအင်တာဗျူးခိုင်းတယ်ဟိုလုပ်နေတာအမျိုးမျိုးပဲအဲ့ဒါကတခါကျရင်တနက်နဲ့မိပြီးယူနီဖောင်းနဲ့အပြည့်စုံမိတာတော့မှအဲ့ဒါကသူတို့လူမဟုတ်ဘူးတဲ့အဲ့ဒါအဲ့လောက်ထိမေတို့ပေါ်မှာသဘောထားကြီးတာမေတို့အာနာစင်တယ်အဲ့လောက်ထိမေတို့ချစ်တာအဲ့ပြောကြရင်အဲ့ကြောင့်ခါလီကြရင်အဲ့လိုမျိုးပဲငါတို့ဒီလိုမျိုးပြည်သူတို့အများနဲ့အမှန်တရားကိုသိဖို့အတွက်ချပြတဲ့အခါမှာသူတို့ကအဲ့ဒီလူတွေကငါတို့လူတွေမဟုတ်ဘူးအဲ့ဒါကြောင့်မဟုတ်အဲ့ဒါကြောင့်မို့အဲ့လိုမျိုးစိုက်ဝါသုံးလို့မရအောင်ဟိုတယောက်ချင်းစီမိတ်ဆက်ပြီးတော့မှကိုယ့်ရဲ့တက်ရင်ကိုယ့်ရဲ့ကိုယ်ပိုင်နံပါတ်ဟိုကိုယ့်ရဲ့နာမည်ကိုအဲ့ဒါမိတ်ဆက်ပြီးဘယ်တက်ရင်လဲ စကား73လောက်ခါ950ကိုချင်တယ် စကားဆက်တော့လောက်ခါ 950ကိုချင်တယ် ကိုယ်ပိုင်နံပါတ်က တောင်း2ခွန်6တက်ခွန် ရဲဘော်မိတာတော့မှမိတယ် ဒီဘောကို တိဘောဘောစကားမှာဟဲ့ရဲဘော်ကြတော့ဘယ်တက်ရင် တော့ခမခါကတော့တာခငါခမငါတကူငါကူဒီလိုက ကိုယ်ပိုင်နံပါတ် ဒေတာမှုမြေဆောင်၄6တောင်9တော့မလဲ တိဘောဘောမှမိတာပေါ့ ဒီပေါင်းမှုကမြရခင်ဗျ ဟဲ့ရဲဘော်က ဟိုကကျန်စစ်ကြီးတက်နေပေါ့ကျန်စစ်ကြီးတက်နေခလာ30နှစ်က ခလဲ30နှစ်က တက်ချက်ကြီးနိုင်ရေးပါ တက်ချက်ကြီးနိုင်လားအတက်ချက်ကြီး ဟုတ် ဟုတ်ပြီကိုယ်ပိုင်နံပါတ် ကိုယ်ကလည်း886359 ရဲဘော်လည်းတိဘောဘောမှမိတာ ဟုတ်ဒီကောဘုံမှာမေး မရဲဘော်ကြီးက ကျွန်တော်ဒီဘစကား72ခမ950ကိုချင်တဲ့ရတက်ကြကြော်ထုံးပါနော် တက်ချက်ကြော်ထုံးတော့ကိုယ်ပိုင်နံပါတ် တောင်းနှစ်တုံညာကိုခွေတော့တက်ကြကြော်ထုံး တက်ကြကြီးတင်ဆိုတော့ တက်ချက်ကြီးတင်ဆိုကိုယ်ပိုင်နံပါတ် တာတင်ငါကနင်းနေ တဝင်ဘူးတင်ငါ ဟာ နဲ့ တင်ငါကနင်းနေဟုတ်ကဲ့ဒီဘောစကားမှာ ဒီလိုရဲဘော် ကျွန်တော်ကျန်းစစ်ကြီးမျိုးနဲ့ ကျဲစိတ်ကြီးမျိုးနဲ့ ဟုတ်ကျန်းစစ်ကြီးဟိုဒီကစစ်ပြူကနှစ်ကဟိုခလာ30နှစ်ကျန်းစစ်ကြီး ကိုယ်ပိုင်နံပါတ် ဟိုကိုယ်ပိုင်တော့ခု96305 ဟုတ်ဟုတ်ပြီ နာမည်ကခွက်တကြီးတင်သွား ဟုတ်အေးရာထူးက ရာထူးကခွက်တကြီးတင်သွား ဟောခွဲတက်ကြီးတင်ထုံး ဟုတ်ကဲ့ ရဲဘော်လူမျိုးကြီး ကျွန်တော်နိုင်နေမှာခမရ950ကိုချင်းတဲ့တိုင်ရအောင် တာ9တက်လေးတကူခွန်တတ်တာ တတ်တာဟုတ်ကဲမင်းရောတကောင်လဲပေါက်သွားလာတဲ့ကောင် အမှတ်44ချင်းညတမဌာနလို့ခမအတုံးက ခမရတော့ ဟုတ်ကဲ့တောင်းမြင်တော့တင်9 6 8 3ကြောက်တက်ကြကြီးဖုံးဟင်း တက်ချက်ကြီး ဖုံးဟင်း ဖိုးဟဲနော်ဟုတ်ကဲ့